အားလုံးပဲမင်္ဂလာပါ The United ရဲ့ Facebook page နဲ့ YouTube channel နဲ့ကြိုဆိုပါရစေကျွန်တော်ကိုထိုက်ပါဆိုတော့ဒီကနေ့ဇွန်လ18ရက်နေ့မှာ United နဲ့ပတ်သက်တဲ့ update သတင်းချိုးရထားတာရှိပါတယ်ဆိုတော့ဒီအကြောင်းအရာကိုညီကိုတွေစီပြန်လဲပြီးတော့မျှဝေပေးသွားချင်ပါတယ်ဆိုတော့ကျွန်တော်တို့ Manchester United အသင်းစိတ်ဝင်စားနေပါတယ်ဆိုတော့ Matteo Fernandes နဲ့ပတ်သက်တဲ့သတင်းမှာဆိုတော့ဒီသတင်းမှာဆိုလို့ရှိရင်လက်ရှိ Fabrizio Romano ရဲ့အဆိုအရပေါ့ Manchester United အသင်းအနေနဲ့ကျွန်တော်တို့ဒါစိတ်ဝင်စားနေပါတယ်ဆိုတော့ Matteo Fernandes နဲ့ပတ်သက်ပြီးတော့မှတော်တော်လေးကို positive ဆောင်နေတဲ့အပြောင်းအရွှေ့တစ်ခုကိုလှုပ်ဆောင်နေပေမဲ့လည်းဒါသူရဲ့နောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါ Real Madrid အသင်းအနေနဲ့ Matteo Fernandes ကိုစိတ်ပါဝင်စားမှုရှိနေတာဟာဆိုလို့ရှိရင်တို့ဒါရော့ချမသွားသေးဘူးဆိုတဲ့ပုံစံမျိုးနဲ့သူကဖော်ပြထားတယ်ဆိုတော့လက်ရှိ Real Madrid အသင်းကတော့သူတို့ရဲ့ဒီ first priority target ကကျွန်တော်တို့ဒါရှက်စီအသင်းရဲ့ကစားသမားဖြစ်တဲ့ Enzo Fernandez ပဲဖြစ်တယ်ဆိုတော့ Enzo Fernandez ကို Real Madrid အသင်းအနေနဲ့သူတို့ရဲ့ပထမဦးစားပေးကစားသမားအဖြစ်လိုချင်နေတာမှန်နေသည့်တိုင်အောင်ကိုသူတို့ရဲ့ဒုတိယဦးစားပေးနေရာမှာရှိနေတာကတော့ Matteo Fernandes ဆိုပြီးတော့သိထားရတယ်ဆိုတော့ Matteo Fernandes ရဲ့အဓိကဦးစားပေးကဘာကြောင့်ဖြစ်နေတာလဲဆိုတာကတော့လက်ရှိသူတို့ရဲ့နီးပြဖြစ်တဲ့ကျွန်တော်တို့ဒါ Jose Mourinho အနေနဲ့ဆိုလို့ရှိရင်ဒီ Matteo Fernandes ကိုလည်းတော်တော်လေးသဘောကျတဲ့အထက်မှာပါဝင်နေဆိုပြီးတော့သိထားတယ်ဆိုတော့ဒီသတင်းကရှင်းရှင်းပြောရရင်ကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းတစ်ချို့မှာဆိုလို့ရှိရင် Real Madrid အသင်းနဲ့ Matteo Fernandes ကနည်းနည်းလေးပြန်ငြိမ်သွားပြီးတော့မှအခုဆိုလို့ရှိရင်ပြန်လည်ပြီးတော့မှပေါ်ထွက်လာတယ်ဆိုတော့ဗျာနည်းနည်းတော့စိုးရိမ်စရာကောင်းတယ်လို့ပြောလို့ရတယ်လက်ရှိမှာ United အသင်းအနေနဲ့ဒီ Western အသင်းကလိုချင်နေတဲ့ Matteo Fernandes အတွက်ပြောင်းရွှေ့ခြင်းပေါင်85တန်းကိုပေးရှိဖို့အတွက်ဆန္ဒလုံးဝမရှိတဲ့အနေအထားမျိုးမှာဆိုလို့ရှိရင်အကယ်၍များပေါ့နော်ဒါ Real Madrid လိုငွေကြေးတက်နိုင်တဲ့ဒီလိုမျိုးအသင်းကြီးတစ်သင်းကနေပြီးတော့မှကောက်ခါငင်ကဆိုလိုမျိုးခေါ်ယူသွားမယ်ဆိုလို့ရှိရင် United အသင်းအတွက်တော်တော်လေးကိုလို့ပြောမလဲအနေရှိတဲ့အနေထားမျိုးလို့ပြောလို့ရတယ်ဆိုတော့ဒီရက်တစ်ဆက်ထဲမှာတချို့သောဒီကျွန်တော်တို့ဒါဘယ်လိုပြောမလဲဒီသတင်းမီဒီယာအသေးတွေကနေဖော်ပြနေတဲ့အကြောင်းအရာတစ်ခုရှိတယ်ဆိုတော့ဒီသတင်းကကျွန်တော် 100% ကျွန်တော်ယုံကြည်ရပါတယ်လို့မပြောလို့ဘူးဘာကြောင့်လဲဆိုလို့ရှိရင်ဒါ real ဒီကျွန်တော်တို့Fabrizio Romano တို့လို့ပြီးလို့ရှိရင်ဒါ David Austin တို့လို့ဒီ journalist တွေကနေပြီးတော့မှဖော်ပြထားတာမဟုတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ညီကိုတွေကိုသိရှိစေချင်တဲ့ဆန္ဒကြောင့်သာကျွန်တော်ပြန်လည်ဖော်ပြခဲ့ခြင်းဖြစ်တယ်ဆိုတော့ဒီသတင်းမှာဆိုလို့ရှိရင်လက်ရှိ Manchester United အသင်းအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Matteo Fernandesကိုတော့ဒါကန့်လန့်မှုအရှို့ပြုတ်လောက်ထားတယ်ဆိုပြီးသိထားတယ်ဆိုဒီကန့်လန့်မှုမှာဆိုလို့ရှိရင်လက်ရှိ Matteo Fernandes အတွက်ကိုဒါ5 year contract နဲ့ပြီးလို့ရှိရင်ကျွန်တော်တို့လာဒီဘယ်လိုပြောမလဲတနှစ်လောက်ခကိုပေါင်7တန်းလောက်ထိရမယ်ဒါစာချုပ်နဲ့တူတာပြီးကန့်လန့်လိုက်တယ်ဆိုပြီးတော့သိထားတယ်ဆိုဒီကန့်လန့်မှုကိုလည်း Matteo Fernandes အနေနဲ့ဒါဘယ်လိုပြောမလဲစိတ်ပေါင်ဝင်စားပြီးတော့မှတော်တော်လေးသဘောကျနေတယ်ဆိုပြီးတော့သိထားရတယ်ဆိုတော့လက်ရှိဒီပြဿနာကအဓိကကဒီ Manchester United အသင်းအနေနဲ့ West Ham United အသင်းလိုချင်တဲ့ပေါင်85တန်းပေါင်85တန်းကိုသူတို့အနေနဲ့ပေးရှိဖို့အတွက်လုံးဝဆန္ဒမရှိဘူးဖြစ်နေတာကအဓိကပြဿနာ United အသင်းရဲ့အဓိကပေးချင်တဲ့ငွေကြေးပမာဏဟာဆိုလို့ရှိရင်ကျွန်တော်ပေါင်တန်း60နဲ့65တန်းဝန်းကျင်လောက်ကိုပဲသူတို့အနေနဲ့ပေးချင်နေတယ်ဆိုပြီးတော့သိထားတယ်ဆိုတော့ဒါကအဓိကပြဿနာအဖြစ်ကျွန်တော်ကြံရှိနေတယ်လို့ကျွန်တော်ကတော့ထင်တယ်ဆိုတော့ဗျာရှင်းရှင်းပြောရင်ကျွန်တော်တို့Matteo Fernandes လို့ကစားသမားမျိုးကိုအမြင့်ဆုံးခေါ်နိုင်ဖို့အတွက်ကတော့တော်လေးကိုရေးကြီးနေပြီလို့ပြောလို့ရတယ်လက်ရှိကျွန်တော်တို့ United အသင်းအနေနဲ့ဘယ်ကစားသမားတွေကိုကျွန်တော်တို့အဓိကထားပြီးတော့ခေါ်ရမလဲဆိုတာကတော်တော်လေးကိုမိမိလာတယ်လို့ပြောလို့ရတယ်ဆိုတော့ United အသင်းအနေနဲ့အခုဆိုလို့ရှိရင် Elliot Anderson ကိုလည်းကျွန်တော်တို့လက်လွတ်လိုက်ရပြီလို့ပြောလို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါ Sandro Tonali ဆိုလို့ရှိရင်လည်းဒါ Spa ကိုတွားဖို့အတွက်တော်တော်လေးအလားအလာကောင်းနေတဲ့အခါမျိုးမှာလက်ရှိ United အသင်းအနေနဲ့ဘယ်ကစားသမားဟာ United အသင်းမှာအဓိကအသုံးချဖို့အတွက်ခေါ်မလဲဆိုတဲ့အခြေအနေကိုသုံးသပ်ရှင်အားဖြင့်ဆိုရင်ကစားသမားတိတ်မကြံတော့ဘူးလို့ပြောလို့ရတယ်ဆိုတော့ခုနောက်ပိုင်းမှာတော့ကျွန်တော်တို့ဒါ Tchouaméni လို့ကစားသမားမျိုးကပြန်လည်ပြီးတော့မှအခွင့်အရေးရရှိလာတဲ့အခါမျိုးတွေလည်းမြင်နေရတယ်ဆိုတော့ United အသင်းအနေနဲ့ဒါပေမဲ့လည်းပေါ့နော် United အသင်းအနေနဲ့ကျွန်တော်တို့ Matteo Fernandes ရဲ့အပြောင်းအရွှေ့ဟာအမြင့်ဆုံးပြီးသက်နိုင်ဖို့အတွက်လိုအပ်တယ်လို့ကျွန်တော်ကတော့မြင်နေဆိုတော့ကမ္ဘာဖလားမတော်ရတဲ့ကစားသမားမျိုးကိုကျွန်တော်တို့မြင်ဆက်ဆက်ခေါ်ထားနိုင်လေကျွန်တော်တို့အတွက်ပိုကောင်းလေလို့ပဲကျွန်တော်ကတော့သုံးသပ်တယ်ပေါ့ဆိုတော့လက်ရှိ United အသင်းအနေနဲ့ဆိုလို့ရှိရင်ဒါကစားသမားနဲ့ဆိုလို့ရှိရင်ပေါ့နော်ဒါဒီလိုမျိုးသဘောတူညီမှုတွေရရှိခဲ့သည့်တိုင်အောင်ကိုကျွန်တော် West Ham United အသင်းနဲ့ကတော့ဆက်လက်ပြီးတော့မှညှိနှိုင်းနေစေအသင်းသူအသင်းကြားမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါဆွေးနွေးမှုတွေပြုလုပ်နေစေဆိုပြီးတော့တည်ထားရတယ်ဆိုလက်ရှိ United အသင်းပေးခြင်းတဲ့ငွေကြေးပမာဏနဲ့ West Ham United အသင်းအနေနဲ့ခေါ်ခြင်းဘယ်လိုမျိုးလဲသူတို့လိုချင်တဲ့ငွေကြေးပမာဏဟာအနည်းဆုံးဒါဘယ်လိုပြောမလဲပေါင်30လောက်ထိကျွန်တော်ကွာဟနေတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီအပြောင်းရွှေ့ဟာဆိုကြံ့ကြာနေတယ်လို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်ရဲ့စိတ်အထင်အရကတော့ Manchester United အသင်းအနေနဲ့ဘယ်လိုပဲပြော Matteo Fernandes ကိုခေါ်ယူသွားနိုင်မယ်လို့တော့ကျွန်တော်ကတော့မြင်တယ်။အဲ့ဒါကဘာကြောင့်လဲဆိုလို့ရှိရင်လက်ရှိ United အသင်းအနေနဲ့ Matteo Fernandes ကိုခေါ်မယ်ဆိုလို့ရှိရင်တေချာပေါက်ကျွန်တော်တို့ Matteo Fernandes ကိုနေရာပေးလို့ရမယ်လို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့လက်ရှိကျွန်တော်တို့သတင်းထွက်နေတဲ့ Real Madrid ကိုသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Jude Bellingham လို့ကစားသမားတွေရှိမယ် Belfast လို့ကစားသမားမျိုးတွေရှိမယ်ဆိုဒီလိုကစားသမားတွေကိုသူ့အနေနဲ့
ကြော်ဖို့ဆိုတာကလုံးဝမဖြစ်နိုင်တဲ့အနေအထားမျိုးလို့ပြောလို့ရတယ်ဆိုတော့ဒီလိုအခြေအနေမျိုးမှာ United အသင်းအတွက်ကစားသမားရဲ့ပွဲထွက်ခွင့်ဆိုတဲ့ပုံစံမျိုးတွေနဲ့အတူကျွန်တော်တို့မျှလို့ရမယ်ဆိုတော့ကစားသမားဟာဆိုလို့ရှိရင်တကယ်တော့ United အသင်းထံကိုလာခြင်းနေတဲ့စံနာမျိုးရှိနေတဲ့ကစားသမားတအူဖြစ်တယ်ဆိုတော့ဒီအခြေအနေမျိုးကိုအကောင်းဆုံးကျွန်တော်တို့ကသုံးချပြီးတော့မှ United အသင်းအနေနဲ့ဒီအပြောင်းအရွှေ့ကိုမြန်မြန်ဆန်ဆန်လုပ်ဖို့အတွက်လိုအပ်လာပြီလို့ပဲကျွန်တော်ကတော့မြင်နေအခုလက်ရှိ Real Madrid အနေနဲ့ဆိုလို့ရှိရင်လည်းသူတို့ရဲ့ radar ထဲမှာဒုတိယဦးစားပေးအဖြစ်ကျွန်တော်တို့ဒါမာတီဖန်နန်ကရှိနေတာဖြစ်တဲ့အတွက်ကြောင့် United အသင်းအနေနဲ့ဖောက်ဖောက်တန်တန်လုံးလို့မရတော့ဘူးမြန်မြန်ဆန်ဆန်အပြီးသက်နိုင်ဖို့အတွက်လိုအပ်ပြီလို့ပဲကျွန်တော်ကတော့ထင်တယ်ဆိုတော့ United အသင်းအနေနဲ့ဒါ West Ham United အသင်းလိုချင်တဲ့ကြောင်းချီပမာဏကိုပေးနိုင်ရင်ပေးဒါမှမဟုတ်လို့ရှိရင်လည်းအမြန်ဆုံးညှိနှိုင်းနိုင်ဖို့အတွက်လိုအပ်နေပြီပဲဖြစ်ပါတယ်ဆိုတော့ဒါကလက်ရှိ United အသင်းနဲ့မာတီဖန်နန်ကြားမှာဖြစ်ပေါ်နေတဲ့လက်ရှိဒါနောက်ဆုံးရထားတဲ့ update သတင်းအကြောင်းပဲဖြစ်ပါတယ်ဆိုတော့ညီကိုရောဘယ်လိုမြင်ကြလဲ United အသင်းအနေနဲ့ပေါ့နော်ဒါမာတီဖန်နန်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒါ United အသင်းအနေနဲ့ပေးချင်နေတဲ့ပေါင်65တန်းလောက်နဲ့ညှိနှိုင်းတော့မယ်ဆိုလို့ရှိရင် West Ham United အသင်းအနေနဲ့လက်ခံနိုင်ပွဲရှိရလို့ထင်ကြလား comment section မှာဝင်ရောက်ပြီးတော့မှတ်ချက်ပြုလို့ရပါတယ်ခင်ဗျာကြည့်ရှုပေးကြတဲ့ညီကိုတောက်ရှင်းနေကြအောင်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော် YouTube channel နဲ့ Facebook page ကို like and subscribe ပြုလုပ်ရသေးဘူးဆိုလည်းပြုလုပ်ပြီးတော့ကိုတောင်းဆိုပါတယ်ကျွန်တော်နောက်ပြီးတော့မှပြန်လာခဲ့ပါမယ်ကျွန်တော်ကိုထိုက်ပါ